အားလုံးပဲမင်္ဂလာပါစုဖြူဖူတိုကနေကြိုဆိုပါရစေဒီနေ့မှာတော့စမ်းချောင်းခွာဈေးရှိရာမစ္စတာမျိုးကြီးဆိုရဲမလေးရှားကြက်တန်မုန်းကင်ကိုတက်ဆက်မှာဖြစ်ပါတယ်ဒီမှာကြက်တစ်ကောင်လုံးကို18000မှာတချမ်းကို9000မှာပြီးတော့သူ့စီမှာတောင်မန်နဲ့ပေါင်လဲရပါသေးတယ်တောင်မန်တစ်ချောင်းကို2000ပေါင်တစ်ချောင်းကို4000တက်ခွဲရောက်နဲ့တောင်မန်နဲ့ပေါင်ဆိုင်ကတစ်ကောင်လုံးမှာပါတယ်တောင်မန်နဲ့ပေါင်ဆိုင်နဲ့လုံးဝမတူပါဘူးနော်ပြီးတော့သူကပြားရည်လဲတုပ်ပေးသေးတယ်တုပ်ချင်လဲရတယ်မတုပ်ချင်လဲရတယ်အဲ့ဒါတော့ကိုစိတ်ကြိုက်ပါပဲသူစီကကြက်ကင်ကိုကြိုက်ရတဲ့အကြောင်းရင်းကတော့အရသာဟိုးအသားတဲ့အထိစိတ်ဝင်နေရပါပဲအပေါ်ရန်အရေးကွန်တင်းတင်းကျွတ်ကျွတ်လေးနဲ့အတွင်းကအသားလေးကလည်းအီအီလေးနဲ့တကယ်ကိုစားလို့ကောင်းပါတယ်သွားစားလို့လူကြတဲ့အချိန်နဲ့ကင်နေရဲ့အချိန်ဆိုရင်တော့စိတ်ရှိရှိလေးစောင့်ပေးပါသူကမီးသွေးလေးနဲ့အေးအေးဆေးဆေးလေးနဲ့အရသာရှိအောင်တေချာကင်ပေးရပါကဲခွာစီရောက်ခဲ့ရင်မစ္စတာမျိုးကြီးကိုဝင်စားခဲ့ကြပါအားလုံးကျေးဇူးတင်ပါတယ်တတာ